Manchester United အသင်းနီးပြယူဘင်အမိုရင်ကအသင်းဟာအမှားတွေလုပ်မိခဲ့တယ်လို့ဝန်ခံခဲ့ပေမဲ့အတိတ်ကိုတွေးတောနေမဲ့အစားအနာဂတ်ကိုကြည့်ရမယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ယခုအပတ်စောပိုင်းကမော်ဂန်နှင့်ကြည်ကြဲပြန့်ပြန့်အင်တာဗျူးတစ်ခုတွင် United ၏ဂန္ထဝင်ကျယ်ပွင့်ဟောင်းခရစ္စတီယာနိုရိုနယ်ဒိုကယင်း၏ပေါ်တူဂီလူမျိုးသည်ကောင်းမွန်သောအလုပ်တစ်ခုကိုလှုပ်ဆောင်နေသည်ဟုထင်မြင်ယူဆတော်လဲအံမိုရင်သည်အံ့ဖွယ်မှုများကိုမလှုပ်ဆောင်နိုင်ကြောင်းပြောကြားခဲ့သည်အမိုရင်ရဲ့နိုင်ငံတကာအသင်းဖော်ဟောင်းဖြစ်တဲ့အန်နာစာတိုက်စစ်မှုရိုနယ်ဒိုက United ရဲ့ကစားသမားတချို့ကကောင်းမွန်ပေမဲ့တချို့ကတော့ကလပ်အသင်းအတွက်ကစားသမားတစ်ယောက်ရဲ့စိတ်မရှိကြဘူးလို့ငြင်းခုန်ခဲ့ပါတယ်စနေနေ့မှာတော့တင်ဟန်ကိုတွားရောက်ရှင်ပြိုင်မဲ့သူ့အသင်းမတိုင်ခင်မီဒီယာတွေနဲ့တွေ့ဆုံစဉ်ရိုနယ်ဒိုရဲ့မှတ်ချက်တွေကိုတုံ့ပြန်ဖို့မေးမြန်းခံရတဲ့အခါအမိုရင်ကတိုက်ရိုက်တုံ့ပြန်ပြောဆိုခြင်းမရှိပေမဲ့ရှေ့ကိုမျှော်လင့်ချက်ထားဖို့လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ကလပ်အသင်းတစ်သင်းအနေနဲ့အတိတ်ကအမှားတွေအများကြီးလုပ်ခဲ့မိတယ်ဆိုတာကျွန်တော်တို့သိပါတယ်။အဲ့ဒါကိုပြောင်းလဲဖို့ကြိုးစားနေပါတယ်။ကျွန်တော်တို့အရာတွေအများကြီးကိုပြောင်းလဲနေပါတယ်။ဖွဲ့စည်းပုံကစားသမားတွေပြုမှုစေခြင်းတဲ့ပုံစံတွေပေါ့ကျွန်တော်တို့တိုးတက်နေပါတယ်။အတိတ်ကိုနည်းနည်းမေးလိုက်ရအောင်2009ခုနှစ်တွင် United မှ Real Madrid သို့ပြောင်းရွှေ့ခဲ့သောရိုနယ်ဒိုသည်2020ခုနှစ်ဩဂုတ်လတွင် Juventus မှ Old Trafford သို့ပြန်လည်ပူးပေါင်းခဲ့သည်သို့တော်လည်းသူသည်မော်ဂန်နှင့်ယခင်အင်တာဗျူးတွင်ကလပ်အသင်းကိုဝေဖန်ခဲ့ပြီးထိုစဉ်ကမန်နေဂျာ Erik ten Hag အပေါ်လေးစားမှုမရှိဟုပြောကြားခဲ့ပြီးနောက်2022ခုနှစ်နိုဝင်ဘာလတွင်ယင်း၏စာချုပ်ကိုရပ်စဲခဲ့သည်အသက်40အရွယ်လူကြီးကသူ့ရဲ့နောက်ဆုံးအင်တာဗျူးမှာကျွန်တော်ဝမ်းနည်းမိပါတယ်ဘာလို့လဲဆိုတော့ဒီအသင်းဟာကမ္ဘာပေါ်မှာအရေးကြီးဆုံးကလပ်တွေထဲကတစ်ခုဖြစ်ပြီးကျွန်တော်နှလုံးသားထဲမှာအခုထိရှိနေတဲ့ကလပ်အသင်းတစ်သင်းပါလို့ပြောကြားခဲ့ပါတယ်သူတို့မှာဖွဲ့စည်းပုံမရှိပါဘူးအသင်းရဲ့အလားအလာကအံ့ဩစရာကောင်းလောက်အောင်ကောင်းမွန်တဲ့အလားအလာရှိတာကြောင့်ပြစ္ဆုတ်ပံနဲ့အနာဂတ်မှာအပြောင်းအလဲတွေဖြစ်လာမယ်လို့မျှော်လင့်ပါတယ်သူတို့ကကောင်းတဲ့လမ်းကြောင်းပေါ်မှာမရှိပါဘူးကျွန်တော်အမြင်ရတော့နီးပြနဲ့ကစားသမားတွေတင်မကဘူးသူမန်နေဂျာရူဘင်အမိုရင်ကအကောင်းဆုံးလှုပ်ဆောင်နေပါတယ်မင်းဘာလုပ်မှလဲအံ့ဖွယ်မှုတွေဆိုတာမဖြစ်နိုင်ပါဘူး2024ခုနှစ်နိုဝင်ဘာလတွင် United ကိုကင်တွယ်ခဲ့သောအမိုရင်သည်ပြီးခဲ့သည့်ရာသီတွင် Europa League ဗိုလ်လုပွဲသို့ရောက်ရှိအောင်အသင်းကိုဦးဆောင်ခဲ့တော်လဲဆုဖလားနှင့်ယခုနှစ်ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ပြီးတော့တင်ဟန်ကိုရှုံးနိမ့်ခဲ့သည်သူတို့ဟာပရီးမီးယားလိဂ်မှာအဆင့်15နေရာမှာအဆုံးသတ်ခဲ့ပြီး1983-84ရာသီမှာအဆင့်မြင့်ဆုံးကနေတန်းဆင်းခဲ့ရတဲ့နောက်ပိုင်းအဆိုးရွားဆုံးစွမ်းဆောင်ရည်ဖြစ်ပါတယ်။သူတို့ဟာနွေရာသီမှာပေါင်တန်း200ကျော်သုံးစွဲခဲ့ပေမဲ့ဒီရာသီမှာနှေးကွေးစွာစတင်နိုင်ခဲ့ပြီး League 2 Club Grand Final ကိုအချိုရည်ဖလားကနေထုတ်ပယ်ခံခဲ့ရပါတယ်။အမိုရင်ဟာဖိအားတွေအောက်မှာရှိနေပုံရပေမဲ့ United ရဲ့ပူးတွဲပိုင်ရှင်စာဂျင်ရက်ဒ်ကလစ်ကပေါ်တူဂီသားဟာသူဟာအလွန်ကောင်းမွန်တဲ့နည်းပြတစ်ယောက်ဖြစ်ကြောင်းသက်သေပြဖို့3နှစ်လောက်လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။မတ်လကအင်တာဗျူးတစ်ခုတွင် Radcliffe က2012-2013ရာသီကုန်တွင်မန်နေဂျာအဖြစ်ဆာအဲလက်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းကလပ်အသင်းသည်မျှော်လင့်ထားသည့်အဆင့်တွင်မစွမ်းဆောင်နိုင်ခဲ့ပါဟုပြောကြားခဲ့ပြီး United ကစားသမားအချို့သည်လုံလောက်အောင်မကောင်းပါဟုပြောကြားခဲ့ပြီးအချို့မှာပိုရှံသောလစာရရှိထားသူများဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့သည်မကြာသေးမီက United ဟာခြေစွမ်းတိုးတက်မှုကိုပြသခဲ့ပြီးနောက်ဆုံးလိဂ်ပွဲစဉ်4ပွဲမှာ3ပွဲနိုင်လီဗာပူးကိုအနိုင်ယူခဲ့တဲ့ပွဲပါဝင်အမှတ်ပေးဇယားမှာ8နေရာရပ်တည်နေပါတယ်။စနေနေ့မှာပြန်လည်တွေ့ဆုံကြတာပေါ့